嘿，你老我嘛？呀，你那锅底子那锅配嘛？哪配啊？阿伯呀， ရှင်ရစတော့ကလား ဟုတ်တယ်ကိုကစတော့ကာပန်းအောင်ခုလိုမျိုးအနေရဖြစ်မှာဆိုလို့နောက်ကနေလိုက်နေတဲ့စတော့ကာ ရှင်ကျမရှိရနေရတယ်ဘယ်လိုလုပ်ပြီးသိနေရလဲ ဒါတော့ကို့မှာသိနိုင်တဲ့နီလန့်ရှိလို့ပေါ့ပန်းရရဲ့ ပန်းရောရှင်ကျမကိုသိနေရလား ကိုကပန်းရအောင်ပန်းအောင်ထတော့ပိုသိသေးတယ်အခုထမ်းစဉ်းစားနေရနော်ဖြည်းဖြည်းချင်းစဉ်းစားလို့ရတယ်ဖြည်းဖြည်းချင်းစဉ်းစားနော် မစဉ်းစားချင်တော့ဘူးပြောပြပါတော့ ဒီเจ้าလေးကိုတီးဖို့ပန်းအောင်ဆင်းနေဖြစ်တယ် သူဘာဖြစ်ချင်နေမှန်းကိုငါမသိဘူးသူကကြတော့ငါ့ကိုအကုန်သိနေတယ်လို့မျိုးကြီးဟာငါရှိတဲ့နေရာတွေကိုလည်းသူကအမြဲတမ်းသိတယ်ပြီးတော့ငါစိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာလည်းသူသိတယ်ဟာနင်မဲစဉ်းစားကြည့် 你看都这个没定吧？ မသိဘူးလေ 定有说有些嘞，你拿买了拉米不？忙出来的。 အဲ့လိုကြပြန်တော့လေသူကအန်ဒီရပေးနေတာမှမဟုတ်တာလိုက်ပြီးတော့ကောက်ွယ်ပေးနေတာဆိုတော့နှင်းထုံးလို့လည်းမရဘူးလေ 你看没定呢喏。你讲的嘛，这青龙不爱上的不？ စားချင်းရှိလား ဟောဆိုင်ရှင်မအားသေးလို့ဗျာဘာများလို့ကျင်လို့ခင်ဗျာဟိုင်လာမ ပြပြနဲ့ရှင်းလို့ရလား ဟောရနိုင်နော်ကျေးဇူးပါမနောက်လည်းအားပေးပါနော်ပန်းတော့နေကြရေချိုးဆက်ပြလိုက်လာပေးရပါ ရှင်ဘယ်လိုသိရလဲ ဟိုဒီနေ့ရမှာပန်းအောင်ရှိနေရတယ်ကိုသိနိုင်တာလေလက်ခံပြီမနော်ဘာပဲဆက်ပြကြတော်တော်သိရနော်သုံးနေကြတယ်လေ တောင်းနေကြ မယေမအော်အမတို့ဟိုလေကျွန်တော်ကိုလေဘီဝင်းပန်းရောင်ရေချိုးဆက်ပြလေးတပူလောက်အော်ဘီဝင်းပန်းရောင်ရေချိုးဆက်ပြငါတော့နင့်အားကိုးရတော့မှာပဲ ဒီလိုနဲ့ပဲအဖေနဲ့အဝင်းနဲ့ကအရန်ကိုချစ်ခဲ့ကြပြီမဲ့မိဘရဲ့သဘောတူတာနဲ့ပဲလမ်းခွဲခဲ့ရတယ်တမီးရဲ့ တနေ့မှာတော့အဖေတို့ရဲ့အကြောင်းမင်းဖွာတိသွားလေအဲ့ဒါနဲ့ပဲအဖေနဲ့ဝင်းကိုမင်းဖွာရေးရေးဆက်ဆက်ပဲ
ခွဲလိုက်တယ်အဖေနဲ့အဝင်တယောက်နဲ့တယောက်အရန်ချစ်ကြတော့အရန်ကိုခံစားရတာပေါ့သမီးရဲ့နှစ်ယောက်တဘွားတီထောင်ဖို့အဖေတို့အချိန်ချင်းကြိုးစားခဲ့ကြပေမဲ့ကံကြမ္မာအဖေတို့ကိုမျက်နှာသာမပေးခဲ့ဘူးလေသမီးရဲ့ Kau legam so, tayi gaklo. Nganya made aim but I can try you chalo. Champion at do, cause I know. They me they should take mama lego. Then chip on la, sing my woodwa. Ho, your child like big one. Ngap do man chipu do ma mom way. To go at your soul. Charlie, sing piano gay. To go at your soul. ဂီတာကြီးနဲ့ပါလားမမတီးတတ်တယ်လား ဟုတ်တယ်လေအခုနကစိုးနေတာမကြောက်ဘူးလား ညာ အခုနကတချင်းဆိုနေတာမကြောက်ဘူးလားလို့ အော်ကတော့မမရေဒီမှာလေတန်မိုးတွေအောက်ထထောင်ဒိုက်တံပရိစိတ်နေရအောင်လွတ်မှာဆိုလို့နားတွေကိုဂုံးဆိုထားတာ ဒါဆိုအခုနကစာတချင်းဆိုနေတာဘာတစ်ခုမှမကြောက်လိုက်တာလား မမတချင်းဆိုနေရလားမမအနန်းတစ်ခုရလား ဘာနဲ့လဲ ဘာနဲ့လဲတော့မသိဘူးချင်းဆူးဆူးနဲ့အဲ့လိုနာမျိုး ဘာမှမရပါဘူးချင်းရဲ့ရပါဘူး အော်မမကျွန်တော်တော့မနေ့ဖြန်နေပြန်တော့မလို့ အဲ့လိုပြင်ပါလဲချင်းရဲ့နေပါဦးကိုလာတဲ့နေ့ အင်းကခေါ်လို့ပါမမရဲ့ပြီးတော့အရေးတကြီးလုံးစာကိစ္စလေးလည်းရှိလို့ပါ အော်မသိဘူးအဲ့ဒါဆိုလို့ချင်းကိစ္စဝတ်ထားပြီးလို့ရှင်ပြန်လာခဲ့ ဟို နော်ပြန်လာခဲ့လို့နော်ပြန်လာခဲ့နော် ဟုတ်မမ ဟောအဲ့လိုပြီးပြီးတော့မဟုတ်နဲ့ဂတိပဲပြန်လာမလို့ဂတိပဲ ဟုတ်ကဲ့ပါဗျာပြန်လာမလို့ဂရီးပေးပါတယ်နော် ပြီးတော့ မမကျွန်တော်တော့အိတ်တော်မယ်နော် အေး 你们你在家里你啊，好不大哎。 တာဟိုမှာအေးကြီးကိစ္စလေးလုပ်ဖို့ရှိသေးလို့ပါကြည်ကြည်လာ 哎，宝贝，ပြန်တော့လာခဲ့နော် ဟုတ်ကဲ့ကြည်ကြည်လာ ဟဲ့ညမကြည့်တာတန်တိတ်ချင်းကပြန်မဲ့ဟာကိုမပြန်မနဲ့တောင်းတာ မမေဆက်တာကြည်ကြည်လာရဲ့ အေးစပီကာဖွင့် ဟယ်လိုမမေ တားလေဒီနေ့ပြန်ပြစ်လား ပြန်ပြစ်တယ်မမေရဲ့နှစ်လေကားနဲ့အခုကြည်ကြည်လာတော့နှုတ်ဆက်နေရ အေးဖုံးပေးလိုက်စမ်းမအောင်လှပြီ ဟယ်လိုညညရေတတိယရေနော် ကျုပ်ရောပါပဲဟဲ့နေကောင်းကြရမလား ကောင်းပါအေးကဲတားနဲ့တက်ပြောလာ မမေတာဘာဝယ်ခဲ့ရအောင်မလဲ အထူးတလည်းမဆန်းမရှိပါဘူးတားရေဩအေးဆိုးစပြားလေးတော့ဝယ်ခဲ့အောင်တာကုန်တော့မယ် ဟုတ်မမေဘီဝင်းမလားဝယ်ခဲ့မယ်တားလည်းအဲ့ရေချိုးဆက်ကြတယ်လေအရန်ကြိုက်တာအဲ့အနေနဲ့ရရင်စိတ်ကိုကြီးနေရော အေးလေအေးကနင့်ညီကတအားဆော့ချွေးတအားထတော့အဲ့ချွေးနဲ့မြောက်တဲ့ဘီဝင်းထဲမှာအဆင်ပြေတာ ဟုတ်မမေဝယ်ခဲ့မယ်နော် အေးတာဒါပဲ ဟုတ်ကဲ့အဲ့ဆိုကြည်လာဒါပြန်လိုက်တော့မယ်နော် အေးအေးရင်းဆိုင်ပြန်တော့တာ ဟုတ်ကဲ့ ဟမ်ပြန်လာပဲနော် ဟုတ်ကဲ့မမ ဒါနဲ့ငါသားစကားမဆက်ဟိုရှမနှက်ခမ်းကြီးဆိုတာလှနော်ဟိုလှမှာပေါ့ဟိုဆရာမယောက်ျားဝယ်ထားပေးရတယ်နိုင်ငံသားနေဝယ်ပြီးလိုက်တာကဲငါသားတို့စင်းထွန်းပတိုင်ရောက်ပြီ ကျွန်တော်ဆမပတ်စံရည်တာကြိုက်ပေးရမှာရလားဆမ အော်မကိုင်းနဲ့ရတယ်ဟိုဒီကဆရာမယောက်ျားဝယ်ထားပေးရလေဟိုငါသားတို့ကန်လို့ရှိရင်ပြတ်သွားအောင်လို့ရှိရင်ဆရာမယောက်ျားပဲပြန်ဝယ်ပေးရမှာမလားဆရာမယောက်ျားပတ်စံလဲဆရာမပတ်စံပဲလေသူကုန်တာနဲ့ဆရာမကုန်တာနဲ့တူတူပဲလာကဲလာနော်ဒီမှာနင်တို့ရောက်ရှင်နဲ့ထုံပတိုင်ဆိုတာကိုရောက်ပြီနော်လာမလေးဒီစတားဘုတ်တအားကိုရှောက်ရှင်နေကြတာဟုတ်လမ်းကို
ဟိုဒါနဲ့ငါသားစကားမဆက်ဟိုဆရာမနှကန်းကြီးဆိုတာလှနော်ဟိုလှမှာပေါ့ဟိုဆရာမယောက်ျားဝယ်ထားပေးရတယ်နိုင်ငံသားနေဝယ်ပေးလိုက်တာဟိုဆရာမယောက်ျားဝယ်ထားပေးနှကန်းကြီးအေးငါသားတို့ကြုံလုံးကြွားတော့မယ်နိုင်ငံသားနှကန်းကြီးဆိုတော့နေရောဒီပါ ရေချိုးစပြရင်လည်းဆရာမယောက်ျားဝယ်ပေးတာပဲလား ဩငါသားလေနိုင်ငံသားဝယ်ပေးတယ်နိုင်ငံသားဝယ်ပေးတယ်ဆရာမမကြိုက်တာဒီမှာဆရာမကြိုက်တာလေဒီဘီဝင်းပန်းရောက်ရေရှိုးဆက်ပြဒီဆက်ပြကရေရှိုးပြရတယ်အသားလေးကိုစွတ်စွတ်အီလေးနဲ့လေဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာလိုရှင်းအာနီးတင်ပါတယ်လေနောက်ပြီးကြတော့သူ့ရဲ့အနံ့လေးကလည်းပန်းနံ့လေးဆိုတော့ဆရာမတအားကြိုက်လို့ဒီဟာကိုယူသုံးနေတာဆရာမကြောက်ဝယ်ပေးတယ်နော်အမလီနိုင်ငံသားပြည်တင်မှာအများကြီးပဲဒါပေမဲ့ဆရာမမဝယ်ခိုင်းတာဆရာမယောက်ျားပတ်စံလဲဆရာမပတ်စံမယ်လေသူကိုရင်ဆရာမကုန်တာနဲ့တူတူပဲဟုတ်တယ်မလားလာတော့မလားကဲလာဓာတ်ပုံရိုက်ပြီးလဲပြန်ကြမယ်ဟေ့ ဆရာမ ဟေး ဘိုက်စားနေပြီ ဘိုက်စားနေပြီအော်အေးမိနေတာညတော့ကလေဆရာမယောက်ျားတင်မော်တာငါသားတို့ဦးတွေကကလေးတွေကိုတဲ့ခီးသွားလို့ရှိရင်အစားတောက်ကောင်းကောင်းလေးကျွေးပါဆိုပြီးဆရာမကိုပတ်စံပို့ထားပေးတဲ့ဒေါ်လှတွေအဲ့ဒါဆရာမငါသားတို့ကိုလေဟိုတယ်မှာစားမလို့စီစဉ်နေဟိုတယ်မှာစားပြီဟိုဒါပေမဲ့လေဟိုတယ်မှာစားဖို့စီစဉ်ထားတာကွယ်အဲ့ဒါဟိုတယ်ကဟိုမရဘူးတဲ့ပိတ်ထားတယ်ဆိုတာနဲ့အဲ့ဒါငါသားတို့ဒီမှာထွတ်ပလိုက်ပါလေဟိုစတူဒီတာကျွေးတယ်အဲ့လေကျွေးမယ်လားနော်ဟိုပြကြငါသားဘာဒီဆရာမကိုလေဟိုနောင်လုံတောင်ရတဲ့ခါကြလို့ရှိရင်လေဟိုကရင်တရှင်းလေးနဲ့လေဆရာမကိုလေတစ်တော်ရိုက်ပြီနော်